ရန်တော်ပြီးတော့အရက်မအောင်မျိုးဆိုခင်ဗျလုံးတဲ့နေရာမှားနေပြီသားဆိုတော်တော်များများကရှိပြီးသားသူရှိပြီးသားအဆက်အသွယ်ရှိပြီးသားနီးလန်းလေးရှိပြီးသား idea တွေကနောက်တစ်ဆင့်ရောက်ထင်ရတယ်ဘယ်သူမှမရောက်ဒီကိုရောက်တဲ့နီးလန်းနဲ့ဟိုကိုဆက်သွားလို့မရဘူးသွားလို့ရလို့ဒီနီးပဲမဆက်တော့လို့ရှိရင်ကိုသွားတဲ့နေရာနောက်တစ်နေရာဆိုလို့ရှိရင်အဲ့ကိုသွားလို့ရတဲ့နီးလန်းနောက်တစ်နည်းရှိရင်နှစ်တွေမှာကျွန်တော်နားရမရှိဘူးကျွန်တော်အလုပ်လုပ်တယ် relax လုပ်လို့ရှိရင်ပိုကောင်းတဲ့ result တွေရမယ်ဆိုတာလေးလို့သိရတယ်ပြန်ပြီး analyze လုပ်အောင်ပါပေါ့နော်ကိုဘယ်လောက်ထိတိုးတက်လာနိုင်လဲ physical activity shop ပြီးတော့ကြတော့ဒီ idea ကိုထုတ်ပါတော့နားပါအချိန်ယူပါ idea ထုတ်ပါပေါ့နော်အဲ့ချက်လေးတော့အမှသဘောကျတယ်နောက်ထပ် level တစ်ခုဆိုတာကျွန်တော်တို့ဟို physical ထက်ကျွန်တော်တို့ mental ကပိုပြီးအရေးကြီးရဆိုတဲ့ပုံစံမျိုးပေါ့နော်ဟိုကျွန်တော်တို့အတွင်းမှာ limit မရှိဘူးပေါ့ကဲတိတိရောက်နေရောက်မဲ့နေလမ်းကြီးအများကြီးရှိတယ်။ညလည်းမပင်ပန်းဘူး။ချင်းလည်းရိုင်းမကုန်။လူချင်းတဲ့နေရာကိုလည်းဆက်ဆက်မြဲမြဲရောက်။အဲ့လိုမျိုးလေးအများကြီးရှိတယ်။ကိုစန်တဝါဝါနဲ့လောက်ရမယ့်ဟာတွေအကုန်လုံးကိုဒီကဆရာကကျင့်ညက်နေပြီလေ။ဆိုတော့သူအရန်တင့်ချပေးတဲ့ဟာကိုစမတော့အတင်းကောက်စားရုံပဲဆိုတော့ဒါစီဝါရေးတမတိုင်းကတော့တင့်တော်တယ်ဒီကိုမသိခဲ့တဲ့အရာတွေပေါ့နော်အများကြီးကိုသိလိုက်ရတဲ့အခါမှာဟာကနေဟင်ကနေတောင်မှဖြစ်ရတယ်ပေါ့နော် next level ရောက်ချင်ဒီလုပ်ငန်းတွေရဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေကိုနားထောင်ရမယ် solution နဲ့နားထောင်ရမယ်သူတို့တွေတိန်းထောင်ချီရာချီတောင်းချီကုန်ကြခဲ့တဲ့ဟာရခဲ့တဲ့ဟာတွေရဲ့ lesson learn တွေအသိပညာတွေရမယ်တန်လားဆိုအတန်တာပေါ့လို့ပြောရမှာငွေရပြဿနာမဟုတ်အချိန်ရပြဿနာဖြစ်နေတက်ကြည့်စေချင်တယ်ပေါ့နော်အဲ့ဒီအချိန်နဲ့တန်တဲ့ဟိုအကျိုးရလက်တွေအများကြီးရမှာလို့လည်းကျွန်တော်ယုံကြည်ပါတယ်ဟုတ်ခင်ဗျားမကြည့်တတ်ရင်ရှိနေတော့မမြင်ရဘူးဒီလုပ်ငန်းကြီးကိုကြီးအောင်လည်းလုပ်လို့ရမယ်သိအောင်လည်းလုပ်အပ်ရင်ချုံမယ်အမက next level တစ်ခုကိုသွားခြင်းတယ်လို့စိတ်ထဲမှာပေါ်လာတာပေါ့ဆန်းကြည့်တဲ့သဘောအနေနဲ့တက်ကြည့်စေချင်ပါတယ်